မကြမ်းတီအရွက်ကလေးကိုတီလာတဲ့လေးတို့ဒါလေးရလေဗမာလိုခေါ်ရင်ကင်းမုံညွတ်ချမ်းလို့ခေါ်ရင်တို့ဘိုင်တမလုံပေါ့နော်ဒီဒါလေးရလေကလေးမေမေတွေအခုမှမွေးထားတဲ့ကလေးမေမေတွေကလေးတွေနိုးမဆို့ပဲနဲ့လေနဲ့ဝင်းနဲ့မကွဲပဲနဲ့ပေါ့ညညဆိုမအိပ်ပဲထိုးပြီးတော့အော်ငိုတာတို့ကော့ပြန်လန်ပြီးအော်ငိုတာတို့အဲ့ဒါဆိုလို့ရှိရင်ဒီအရွက်ကလေးကိုခြေပြီးတော့လေမတို့ထုံးပေါ့နော်ထုံးလေးနဲ့ဘိုက်ကလေးကိုလူးပေးထုံးနေအများကြီးမထဲနဲ့ကလေးအသားတွေကတအားနူတော့ထုံးမထဲနဲ့အုံးစီလေးထည့်လဲရတယ်သူ့ကိုခြေပြီးတော့ကလေးကိုလူးပေးအမေမေတွေကဒီလိုအညွန့်တွေကိုဟင်းညိုလှုပ်တော့နိုလဲထွက်တယ်ကလေးဝင်းနဲ့လေနဲ့လဲကွဲတယ်နောက်ပြီးတော့ဒီအရွက်ကလေအဲ့ဒါတွေမကသေးဘူးနော်မတို့ကလေးတွေကာကွယ်ဆေးသွားထိုးတဲ့ခါကြလို့ရှိရင်လေဒီအရွက်ကလေးကိုပြောင်းစင်နေအောင်ဆေးဝါးပြီးလို့ရှိရင်ဆေးထိုးတဲ့ဟာတဲ့နေရာလေးကိုလေဒီအရွက်ကလေးကိုခြေပြီးတော့လေနာကက်ပလာစတာလေးနဲ့အုပ်ပြီးကလေးလုံးဝမဖြာဘူးအရန်ကောင်းတဲ့ဗိုက်တမလုံနော်